ရာဖြစ်စာတင်တဲ့ပထမဆုံးနေ့မှာပဲကျောင်းသားတွေကသူ့ကိုပညာပေးဖို့ကြိုးစားခဲ့ကြတယ်ဆရာကတကားဖွင့်လိုက်တာနဲ့ရေပုံးတပုံပြုတ်ကျလာပေမဲ့သူ့ကိုတီတီလေးလွဲသွားခဲ့ပါတယ်ကျောင်းသားတွေအားလုံးချက်ချင်းပဲသူ့ကိုအန်တမင်တက်တဲ့မျက်နှာတွေနဲ့ကြည့်နေလိုက်ကြတယ်သူတို့ရဲ့ဆရာတစ်ကတကယ်တော့အထူးတပ်ဖွဲ့ဝင်ဟောင်းတူဖြစ်တယ်ဆိုတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူးနောက်တစ်နေ့ဆရာတန်းထဲဝင်လာတဲ့အခါမှာလဲကျောင်းသားတွေကသူ့ကိုမလေးစားကြသေးပါဘူးတချို့ကျောင်းသားတွေကအိတ်နေတယ်တချို့ကတချင်းဆိုနေတယ်တချို့ကဗီဒီယိုဂိမ်းကစားနေကြပြီးတချို့ဆိုမိဖို့သေးလေးနဲ့ခောက်ဆွဲပြုတ်နေတဲ့သူတောင်ရှိပါသေးတယ်ဆရာရောက်နေပြီဖြစ်ပေမဲ့သူတို့ကလုံးဝဂရုမစိုက်ကြပါဘူးလူတိုင်းကိုလုံးနဲ့ကိုပျော်ပါနေကြတဲ့အချိန်မှာဆရာကရေပုံးတပုံးကိုယူပြီးမိသက်ရေဖြန်းကောင်းကိုထိသွားတဲ့အထိအားကုန်ပစ်ပေါက်လိုက်ပါတယ်ခဏအတွင်းမှာပဲကျောင်းသားတွေရေတွေရွှဲနစ်ကုန်ကြပါတယ်သူတို့ကိုစာတင်ခြင်းစိတ်ရှိလာအောင်လှုံ့ဆော်တဲ့အနေနဲ့ဆရာကမိကုန်းတွေမေးပါတယ်ကျောင်းသားတွေအဖြေမဖြေနိုင်ရင်အတန်းကနေစောစောပြန်ခွင့်ရမှာပါအဲ့ဒါကိုမြင်တော့တခြားကျောင်းသားတွေကသူ့ရဲ့အန်တစရာကောင်းတဲ့တင် ကြားမှုနေလန်းကိုစိတ်ဝင်စားလာကြပါတယ်အဲ့ဒီနေ့မှာမတော်တဆမှုတစ်ခုကြောင့်ကျောင်းသားတစ်ယောက်ကိုပြန်လွတ်ပေးလိုက်ပါတယ်အဲ့ဒီကလေးဝမ်းနေပြီးအထီးကျန်တဲ့မျက်နှာထားနဲ့အိမ်ပြန်သွားတာကိုဆရာမြင်လိုက်ပါတယ်သူကစုံစမ်းဖို့အတွက်ကျောင်းသားနောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပေမဲ့အဲ့ဒီကျောင်းသားကလေ့ကျင့်ရေးနေရာမှာအနိုင်ကျင့်ခံနေရတာကိုတွေ့ရှိလိုက်ပါတယ်သူဘာမှမပြောဘဲအားကစားရုံထဲကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ကျောင်းသားကိုကူညီဖို့မဝင်ခင်မှာပဲဆမင်တိုကတ်ထားတဲ့ကျောင်းသားဒါဇင်ပေါင်းများစွာကသူ့ကိုဝိုင်းထားလိုက်ကြပါတယ်အထူးတပ်ဖွဲ့ရာရှိနဲ့ကိုခံပညာကျွမ်းကျင်သူတစ်ယောက်အနေနဲ့ဆရာကသူတို့ကိုရင်ဆိုင်နိုင်ပါမလား